ပြည်သူတွေရဲ့ဝေကုံစရာစောကစားပုံကကျွန်တော်မြင်ကျွန်တော်အသီးပြောပြရဲ့စင်ញင်မှာကွယ်ပြည်သူတွေရဲ့ဒီနိုင်ငံဒီခေတ်မှာဖြင့်ကြံဖန်ကစော့နေကြတယ်စလောကင်းလို့ဆိုပြန်နဲ့ကွယ်ဝမ်းသားအားရစော့နေကြတာဘုံမှမတိကြတယ်နေပြန်တို့နဲ့ချီယူပြီးတော့ဘဝတွေပြတ်ကြတယ်စလောကိုဆွဲသူတွေမဲ့ဘဝပြတ်မှာတိတိကြီးနဲ့မမိုက်မားကိုအကြံပြုခြင်းနဲ့မိသားစုပြန်ကြည့်ပါကွယ်ပြောမရရင်တော့ရှိတာအကုန်ရောက်သတ်ပြေးရလိမ့်မယ်ခုခေတ်ရှော့တီတွေရဲ့အမြင်မတော်ဝစ်စားကုန်ကကျွန်တော်အမြင်ကျွန်တော်အသီးပြောရမှာပဲကွယ်စင်ញင်မှာကွယ်ရှော့တီတွေရဲ့မြန်မာလုံးကြီးထမိန်စကတ်ကိုတဲ့ပေါင်းပေါင်းအောင်ခွဲကားထားတယ်ခြေသလုံးမွေးကြော်ညာသလုံးကွယ်အဆက်ကြောင့်မရှိနဲ့မျက်နှာများနဲ့လိုက်မော်တင်းကြတယ်လက်ပြအင်ကြီးဝတ်ကားထားတဲ့ဂျိုင်းမွေတွေထွက်တယ်အတွင်းကအင်ကြီးဆိုတဲ့ပလာစီယာဝတ်ပါထားတဲ့ပစ္စည်းနဲ့မဆန်ဘူးမေရဲ့တဝက်ကအပြင်ထွက်နေတယ်အဲဒါကြောင့်ပဲကွယ်ဟော်ရာတွေမှာစိတ်ညာထိတ်မရရဲ့မင်းတို့ဒီခေတ်ကြီးမှာအတူတွေတက်လို့ထားတာကျွန်တော်သွားကြည့်တော့ပြချက်ပုံမီကွယ်လုံကုန်မီကွယ်မင်းတို့ဒီရင်စုမှာဟောတွေထဲလို့ထားတော့ကျွန်တော်သွားကြည့်တော့ပြချက်ကုန်မီကွယ်လုံကုန်မီကွယ်ဒီတကားအပြင်ကိုထွက်ရင်အတူတွေအကုန်ဖြုတ်ခဲ့မင်းနဲ့အတူသွားခဲ့တဲ့တရားအောက်ထဲမှာပြုတ်ကြခဲ့လေသလားဘုပ္ပကြမှာမေးခဲ့နေသလားတင်းတွေဟာပြရင်တွေဟာပြချက်ကုန်ပြီဒါတွေပြောယူနေတော်ပြီးမထင်နဲ့အင်တာနက်ကိုဆက်လို့ပြောမယ်ညအချိန်မတော်လိုင်းတွေတော့လူသမီးပြူများဖြစ်ကရင်လေးဝဲကိုတွေနေပြကစက်တွေချက်ကြတယ်လူယုံမာများကပုံရိုက်ထားတယ်ပြီးတော့ငွေညင်းဆောင်ရှက်လိုက်ခွဲလိုက်ပေါ်ပြက်တဲ့ပုံများ